ဘာပေါ်မှာချိုးစို့ကိုရီးယားမင်းသမီးတွေကိုကမကြိုက်ဘူးနင်းတယောက်တည်းကြိုက်နေပြီအိုးယေအဲ့ဒါကမင်းကြီးရလား ဒီအလေးမတဲ့အချိန်တော့မှတကြမျက်နှာမြင်ရောက်ပြီးတော့မရနော် ဟီအိုလေးချငါပိုက်လေးဝကောင်းနေရပဲ မင်းလို့အကြီးမားလို့အလေးသုံးတွေမတဲ့အချိန်တော့မှလို့တကြမျက်နှာမြင်ရောက်ပြီးမှမရလို့ အမလေးတော်နေတဲ့အလေးသုံးမတဲ့အချိန်မို့လို့မောင်ဘောက်စင်ထိုးတဲ့အချိန်များလာမြင်ရောက်လို့တော့ငါတေရချီရ လာလိုက် လာတယ်အိုးကဘာပေါ်မှာအချိုးဆုံးပဲလို့ အလားနင်ပြောတဲ့ပုံစံကပပဆဆရေးလေးပြောလေ ဒီကဘာကြီးမှာမင်းလောက်လာတဲ့ဟာမရှိတော့ပါဘူးဟိုးကောင်းကင်ကချေမိုးပေါ်ကလာမင်းဟိုးပီလေတပုတ်တရားချမ်းပြီးအောက်ကတန်တာကြောက်တန်းအကူလုံးထက်မင်းကပူလာတယ်အဲ့လိုလာမှာပေါ့ တကြမင်းကိုညူညင်နေပြီလား မညွန်ညင်ဘူးလို့ လင်မာလိုက်တာပြီးတော့မင်းကိုမညူညင်ရဘူးနော်ညူညင်မလားညူညင်မလား ညွန်ညင်နေဆိုတာမရှိဘူးလို့ ချစ်လား ငါလုတ်ရှာရှိတယ်လုတ်တော့မယ်လို့လာမငေါအာမပေါ်နဲ့ဟိုမှာကလေးကိုလေတော့ထင်းကလေးတော့ထင်းဒီတမနာလုံးက ချစ်လားနော် အေးတို့ အချစ်တွေရောနေပြီလား ဘူးဆိုဘူး အချစ်တွေရောနေတယ်လို့ခံစားရလို့ ငါပြောလေတနေ့ထက်တနေ့ စမပြေဘူး တနေ့ထက်တနေ့တူးလာဒီမှာငါပိုက်ပူလာငါအစီတဲ့အကြောင်းပူလာတာမဟုတ်မင်းအချစ်တွေစူမှာအချစ်တရားအခဲလိုက်ဖြစ်လာပိုက်တရားပူကားဖောင်းကားလာအဲ့ဒါအချစ်တွေနဲ့ပူနေတဲ့ဘိုက်